left tower မှာကျွန်တော်လိုက်စားတယ်ဒါပေမဲ့ကျွန်တော်သင်စားတခါလောက်စားပြီးသွားရင်နောက်ပြီးကြရင်ပြန်ပြီးသွားတာအဲ့ဒါတော့ကျွန်တော်အရင်စားတဲ့လူဆိုကျွန်တော်သင်ခဲ့ခြင်းရတော့ကျွန်တော်ပုံစံအခုဒီလိုပုံစံပဲပါဒါပေမဲ့သူက main ကလေးပါဒါပေမဲ့ကျွန်တော်တို့လည်းကြရင်ဗီဒီယိုရိုက်မှာကျွန်တော်စောညာပြီးကန်ဒီလေးမှာကျွန်တော်ပြကြပါအားကြောင့်ကျွန်တော်ကဒီလိုမျိုးလေးကိုမိတ်ဆက်ပေးရတခါကြရင်ကျွန်တော်တီးပြီးဆိုတာနဲ့အဲ့လိုမျိုးတန်းကောက်လောက်လိုက်တာဒါပေမဲ့ကျွန်တော်တို့ကမှအင်္ဂလိပ်လိုတော့မဟုတ်ပါဘူးကျွန်တော်ကတော့မြန်မာလူပါဒါပေမဲ့ကျွန်တော်တို့ကဗီဒီယိုရှုမှာဆိုအင်္ဂလိပ်လိုလေးပဲပြောတာပါကျွန်တော်တကယ်ကြရင်အင်္ဂလိပ်သင်တတ်ပါတယ်ကျွန်တော်ရောက်တယ်ဒါပေမဲ့အခန်းချင်းကမတူပါဘူးအခန်းတော့မဟုတ်ပါဘူးအကြောင်းလည်းမတူဘူးပုံစံလည်းမတူပါဘူးအခုတော့ကျွန်တော်ကြနေတဲ့အခါဒီနားမှာပုံလိုက်ပါတယ်ကျွန်တော်မှာတော့ free roll brush ရှိပါတယ်ကျွန်တော်ပြကြပဲသွားပါပြီ sorry ကျွန်တော်ကဒါပေမဲ့ပြကြတယ်ကျန်တဲ့ဟာကတော့ယူမရတော့ဖြစ်နေပါတယ် slap ပဲယူရနေဖြစ်ပါတယ် oh hello hey ကျွန်တော်လာ slap down လို့ oh shit oh shit လမ်းကြရည်ရန်တိုက်ပွဲတွေဖြစ်ကုန်ပြီ oh shit ပြုတ်ချမယ်မိုင်းစီစီမော်မီyou made me happy okayကျွန်တော်I'm ambitious